လူသက်သမားကဖျက်လျှောက်သွားတဲ့တထေးမကြီးကိုလှုပ်ကြံဖို့တနက်မောင်းဖြုတ်လိုက်တဲ့အချိန်မှာပဲလမ်းဘေးမှာဈေးရောက်နေတဲ့အမျိုးသားတစ်ယောက်ကမြင်သွားပါတယ်သူကတထေးမကြီးနားကိုချက်ချင်းရောက်သွားပြီးခန္ဓာကိုယ်ကို9 တသမကိုဒီဂရီအနောက်ကိုလှန်ချပေးလိုက်တာကြောင့်တထေးမကြီးတေဘေးကနေတီတီလေးလွတ်သွားခဲ့ပါတယ်အဲ့ဒါကိုမြင်တော့လူသက်သမားကဒုတိယတစ်ချက်ထပ်ဖြစ်ပါတယ်ဒါပေမဲ့အမျိုးသားကတနက်ကြည်စံကိုလက်ညှိုးနဲ့လက်ကလေးနှစ်ချောင်းနဲ့ဖမ်းပြလိုက်ပြီးပြန်ပစ်ပေါက်လိုက်ရာကြည်စံကလူသက်သမားရဲ့နဖူးတက်ကိုထပ်မံသွားပါတော့တယ်တထေးမကြီးလည်းအမျိုးသားရဲ့အစွမ်းကိုကြည့်ပြီးအံ့ဩမြင့်တက်သွားတယ်လို့ဒီလူကိုရင်းနှီးနေတယ်လို့မျိုးလည်းခန်းစားလိုက်ရပါတယ်အမျိုးသားကသူမကိုဆွဲပြီးထွက်သွားဖို့လုပ်တဲ့အချိန်မြက်ခင်းထဲကနေနောက်ထပ်လူသက်သမားတစ်ယောက်ထွက်လာပြန်ပါတယ်အမျိုးသားကတော့အေးစစ်စစ်ပဲမြေကြီးပေါ်ကကြောက်ခဲတစ်လုံးကိုကန်တင်လိုက်ပြီးလက်နဲ့ပုတ်ထုတ်လိုက်ရာဒုတိယလူသက်သမားလည်းတည်သွားပြန်ပါတယ်ဒါပေမဲ့ပြစ်လိုက်တဲ့ကြည်စံကတော့တထေးမကြီးရဲ့ဝမ်းပိုက်ကိုရှက်မှန်သွားခဲ့ပါတယ်အဲ့ဒီနောက်အမျိုးသားကသူမကိုကားပေါ်တွဲတင်ပေးလိုက်ပြီးဒဏ်ရာကိုကုသပေးဖို့တထေးမကြီးရဲ့ပေါင်ပေါ်ကိုလက်တင်လိုက်ပါတယ်ရုတ်တရက်လှုပ်ရဲ့ကြောင့်တထေးမကြီးလန့်သွားပြီးဒေါသထွက်ဖို့ပြင်နေတော့မှပဲနောက်တစ်စက္ကန့်မှလည်းသူမရဲ့ဒဏ်ရာကအံ့ဖွယ်ကောင်းလောက်အောင်ပျောက်ကင်းသွားခဲ့ပါတယ်လွန်ခဲ့သော18နှစ်ကဇလန်ဟောင်းအဲ့ဒီအချိန်ကျမှတထေးမကြီးကဒီအမျိုးသားကိုမှတ်မိသွားတာပါလွန်ခဲ့တဲ့18နှစ်ကအမျိုးသားဟာတာဝန်တစ်ခုထမ်းဆောင်နေတော့ကာမစိတ်ဖြည့်စေမိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလမ်းဖြတ်လျှောက်သွားတဲ့အလှမယ်လေးတစ်ယောက်နဲ့ဆုံပြီးအခြေအနေအရသူမကိုဖြည့်စေအဖြစ်အသုံးချခဲ့မိပါတယ်အကျိုးမြတ်ထုတ်ခံလိုက်ရတဲ့အလှမယ်လေးကသူ့ကိုတတ်ဖို့လုပ်ပေမဲ့နောက်ဆုံးမှာတော့စိတ်ပျော့သွားပြီးမတက်ရက်ခဲ့ပါဘူးသူ့ရဲ့မျက်နှာဖုံးကိုပဲချွတ်ပြီးမျက်နှာကိုမှတ်ထားလိုက်ပါတယ်နှစ်တွေကြာလာတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာတိုင်းပြည်မှာလူတိုင်းကကြီးညိုလေးစားရတဲ့နဂါမင်းကြီး Dragon Lord ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူကအောင်မြင်မှုရဲ့ထိပ်တန်းရောက်နေချိန်မှာအရာအလုံးကိုဆွတ်လွတ်ပြီးလွန်ခဲ့တဲ့18နှစ်ကသူ့ကိုအစိတ်ဖြေပေးခဲ့တဲ့မိန်းကလေးကိုရှာဖို့အတွက်လမ်းဘေးမှာဈေးအောင်ပြီးပုံကွယ်နေခဲ့တာပါတကယ်တော့အဲ့ဒီလူကဝေးဝေးမှာမဟုတ်ပဲသူ့မျက်စိရှိကတထေးမကြီးပဲဖြစ်နေပါတယ်မိမျောနေတော့သမီးလေးတထေးမကြီးကအမျိုးသားမှာစိတ်ပညာစွမ်းရည်ရှိတာကိုမြင်တော့သူမရဲ့သမီးကိုကယ်တင်ပေးဖို့တောင်းဆိုပါတော့တယ်သူမရဲ့သမီးဟာထူးဆန်းတဲ့ယောဂတစ်မျိုးခံစားနေရပြီး3လလောက်တတိမလဲပဲမိမျောနေခဲ့တာပါ3လလုံးနာမည်ကြီးသမားတော်တွေကိုရှာဖွေကုသခဲ့ပေမဲ့မထူးခြားခဲ့ပါရှင်သာကျမသမီးကိုကယ်နိုင်ရင်ဘာပဲဖြစ်ဖြစ်လုပ်ပေးပါမယ်လို့ပြောလိုက်ပါတယ်အမျိုးသားကသူတို့ချင်းမသိသေးဘူးလို့ညင်းမလို့လုပ်ပေမဲ့တထေးမကြီးရဲ့ဝမ်းနဲ့နေတဲ့ပုံစံကိုမြင်တော့စိတ်မကောင်းဖြစ်သွားပြီးသမီးဖြစ်သူကိုကယ်ဖို့ချက်ချင်းပဲသဘောတူလိုက်ပါတယ်လူယုံမှာတထေးသားစမ်းပြောင်းဝင်ရောက်လာခြင်းတထေးမကြီးကအမျိုးသားကိုအိမ်ခေါ်သွားပါတယ်အဲ့ဒီအချိန်မှာပဲတထေးသားစမ်းပြောင်းစိမ့်ပါရောက်ဆိုတဲ့ကောင်အိမ်ကိုရောက်လာပါတယ်သူကတထေးမကြီးကိုမြင်တဲ့အခါအရန်ကိုလန့်သွားပါတယ်ဘာလို့လဲဆိုတော့ခုနကလူသက်သမားတွေကိုလှုပ်လိုက်တာသူကိုယ်တိုင်ဖြစ်နေလို့ပါပဲစမ်းပြောင်းကတထေးမကြီးရဲ့သမီးကိုစေကူပေးဖို့လာတာပါလို့အတန်ကျဲကြီးနဲ့ပြောပြီးတထေးမကြီးကိုလည်းမျက်နှာပြောင်းတိုက်ကရောက်ခမကြီးလို့ခေါ်လိုက်ပါသေးတယ်ဒါပေမဲ့တထေးမကြီးကသူ့မသမီးကိုကူပေးမဲ့ဆရာဝန်ကိုရှာတွေ့ထားပြီးဖြစ်လို့မင်းစိတ်ပူပေးစရာမလိုတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်စမ်းပြောင်းကဟာတိုက်ရင်မောပြီးအမျိုးသားကိုအလုတ်ကျန်းသမားပုံစံနဲ့စေကူတက်လို့လာဆိုပြီးလှောင်ပြောင်းပါတော့တယ်ပြီးတော့အခုချက်ချင်းထွက်သွားဖို့နဲ့မသွားရင်ခြေထောက်နှစ်ချောင်းကိုချိုးပစ်မယ်လို့ရိုင်းဆိုင်ချင်းချောက်ပါတယ်မိမိဘတွေကလူတွေနဲ့စကားပြောရင်ဒီလိုပြောဖို့တင်ပေးထားတာလားအချိုးမပြေတဲ့ကောင်လို့အမျိုးသားကပြန်ပြောလိုက်ပါတယ်စမ်းပြောင်းကသူ့ကိုအချိုးမပြေဘူးလို့ပြန်ဆဲရဲလိုက်မယ်လို့မထင်ထားတာကြောင့်ဒေါသထွက်သွားပြီးသူ့တပည့်တွေကိုခေါ်ကအမျိုးသားကိုရိုက်ခိုင်းပါတော့တယ်ကံကောင်းစွာနဲ့ပဲတထေးမကြီးကဝင်သားလိုက်တာကြောင့်စမ်းပြောင်းတို့လူစုလက်မပါဖြစ်သွားပါတယ်အဲ့ဒီနောက်စမ်းပြောင်းကဂျပန်ပြည်ကဆေးပရင် medical king တယောက်ကိုခေါ်လာခဲ့ပါတယ်ဒီဆေးပရင်ကလူကောင်းမဟုတ်ပဲမကောင်းဆိုးဝါးပညာရက်တွေကိုသုံးတဲ့နေရာမှာကျွမ်းကျင်သူပါဆေးပရင်ကတထေးမကြီးရဲ့သမီးဟာအိမ်မက်ဆို nightmare spell ကျင်းစာမိနေတာဖြစ်ပြီး3ရက်အတွင်းတေချာမကူတာရင်ထာဝရအိမ်မောကျသွားမယ်လို့ပြောပါတယ်အဲ့ဒီအချိန်ကျမှတထေးမကြီးကဒီကိစ္စတွေအားလုံးဟာစမ်းပြောင်းနဲ့ဒီဆေးပရင်တို့ရဲ့လက်ချက်ပဲဆိုတာကိုရိပ်မိသွားပါတော့တယ်နောက်ကိစ္စတွေပေါ်သွားပြီဆိုတာကိုမြင်တော့စမ်းပြောင်းကဟန်မဆောင်တော့ပဲသူ့ရည်ရွယ်ချက်ကိုထုတ်ပြောလာပါတယ်တထေးမကြီးရဲ့သမီးကိုသူ့ကိုပေးစားရမည်နှစ်ရှန်ကုမ္ပဏီအုပ်စုရှင် group ရဲ့ဥက္ကဋ္ဌနေရာကိုသူ့ကိုလွှဲပေးရမည်ထို့သောလုံးမသာဆေးပရင်ကိုကုခိုင်းမယ်လို့တောင်းဆိုပါတယ်ဆေးပရင်ကလည်းဒီနေရာမှာသူကလွှဲရင်ဘယ်သူမှဒီချိန်စာကိုမဖြေနိုင်ဘူးလို့မာနာတကြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကရှေ့ထွက်လာပြီးဒီလောက်အိမ်မက်ဆိုးချိန်စာတေးသေးလေးကိုငါ့ကိုသာလွှဲထားလိုက်လို့ပြောလိုက်ပါတယ်လင်းချန်ဝင်းချန်ရှင်တကယ်ကုနိုင်လို့လားလို့တထေးမကြီးကမေးတော့စိတ်ချစမ်းပါအကုန်ကုပေးမယ်လို့ပြန်ဖြေလိုက်ပါတယ်စမ်းပြောင်းကတော့လင်းချန်ကိုလေးလုံးထွားနေတယ်တင်ပြီးစောက်လို့ရေးဆိုင်ကိုအမြန်ပြန်ပြီးအုတ်ခဲသွားတယ်ဖို့ထက်ချင်းချောက်ပါတယ်လင်းချန်ကဒီကောက်ဒီလောက်တောင်အချိုးမပြေမှတော့လူကောင်းဘယ်လိုလုပ်ရမလဲဆိုတာပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်လင်းချန်ကပါတစ်ချက်ရိုက်ချလိုက်ရာစမ်းပြောင်းရဲ့သွားနှစ်ချောင်းကျွတ်ထွက်သွားပါတော့တယ်အရိုက်ခံလိုက်ရတဲ့စမ်းပြောင်းကဒေါသတပုံထသွားပြီးသူ့တပည့်တွေကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတပည့်မိုက်တွေကလင်းချန်ရဲ့တန်ဘက်တွေမဟုတ်ပါဘူးခဏလေးတွင်းမှာပဲအကုန်လုံးကိုအလဲထိုးလိုက်ပါတယ်တပည့်တွေအကုန်မြေကြီးပေါ်လဲကျသွားတာတော့အခြေအနေမှန်ကိုသဘောမပေါက်သေးတဲ့စမ်းပြောင်းကသူ့တောင်းဆိုချက်ကိုသဘောတူဖို့တထေးမကြီးကိုအတင်းကျပ်ချင်းချောက်နေတော့မှာပဲရှင်ကြီးဟွာမင်းကဒီအမိုက်ကောင်မင်းသမီးကိုကယ်နိုင်မယ်လို့တကယ်ကြီးမျှော်လင့်နေတာလားလို့မေးလိုက်ပါတယ်လင်းချန်ကတော့အေးစစ်စစ်ပဲစိတ်သာချထားလိုက်တောက်ရေးမပါတဲ့အိမ်မက်ဆိုးကျင်းစာလေးတစ်ခုကိုကွာမင်းတို့တွေတိတ်ဆွမ်းနေပေါ့လေလို့ပြောလိုက်ရင်ဇလန်းကိုအဆုံးသတ်ထားပါတယ်